အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဘဲအနှစ်များများလေးနဲ့အနံကလေးမွေးပြီးစားလို့ရမ်းကောင်းတဲ့ဝက်နံယိုနဲ့ကလပဲဟင်းချက်နည်းလေးကိုကျွန်တော်လာဝေမျှပေးပါမယ်အရင်ဆုံးဈေးကဝယ်လာတဲ့ဝက်နံယိုတွေကိုရေနဲ့တန်းစင်စွာစီကြောပေးထားပါမယ်ပြီးရင်တော့စားရဲ့အရသာမုံရဲ့နှစ်မျိုးကိုထည့်ပြီးတော့အသားတွေကိုအရသာတွေစိတ်ဝင်သွားအောင်လို့လက်ကလေးနဲ့စိတ်ရှိလက်ရှိလေးတခြားလေးနယ်ပေးက15မိနစ်ခန့်လောက်အသားကိုနှက်ထားပေးပါမယ်အသားကိုအရသာနှက်ထားတဲ့ချိန်မှာကျွန်တော်တို့ဂျင်းနဲ့ကြက်သွန်ဖြူနေတို့ကိုငရုတ်စုံလေးထဲမှာထည့်ပြီးတော့ကျဉ်ညက်လာတဲ့အထိစိတ်ရှိလက်ရှိနဲ့ထောင်းပေးရပါမယ်ဒီနေရာမှာကျွန်တော်တို့ငရုတ်စုံနဲ့မထောင်းညဘူးဆိုလို့ရှိရင်လည်းပါးလေးတွေလှီးပြီးတော့အသုံးပြုလို့ရပါတယ်နောက်ထပ်အဓိကပါဝင်ပစ္စည်းလေးဖြစ်တဲ့ကလပဲလေးကိုလည်းရေတညလောက်စိမ်ပြီးတော့နိုင်ဝက်ခန့်လောက်ကျွန်တော်ပြုတ်ပေးထားပါတယ်အားလုံးပြီးပြီဆိုရင်တော့ကျွန်တော်တို့ဟင်းလေးစချက်ပါမယ်တဲဝဲထဲမှာစီလေးနဲ့ငယ်ထည့်ပါမယ်စီပူလိုက်ရင်နွေးမုံလေးထည့်ပြီးတော့ကျဉ်ညက်နေအောင်ထောင်းထားတဲ့ကျက်သွန်ဖြူနေခြင်းတို့ကိုထည့်ကအနံလေးမှုေးလာတဲ့ဒီစီတက်ပေးပါမယ်ဝက်နံယိုနဲ့ကလပဲကိုကျွန်တော်ကတော့အရေးကြိုလေးချက်မှဖြစ်တဲ့အတွက်စီကိုတော့အနှဲငယ်ပဲသုံးထားပါတယ်စီတက်နံလေးမှုေးလာပြီဆိုရင်တော့အယောင်လေးလာစေဖို့အတွက်ငုတ်သီးမုံလေးတစ်စွန်းထည့်ပြီးတော့ငုတ်သီးစိမ့်မုံအနံလေးပျောက်တဲ့အထိကျွန်တော်တို့ခဏလောက်စီတက်ပေးပါအောင်မယ်ငုတ်သီးစိမ့်မုံအနံလေးပျောက်ပြီဆိုရင်တော့အမွှေးကြိုင်လေးဖြစ်တဲ့တီချဘူးခေါက်ရဲ့ကလဝေးရွက်ရဲ့ပြင်းတော်သွင်းရွက်တို့ကိုထည့်ပြီးတော့အနံလေးမှုေးလာတဲ့အထိကျွန်တော်တို့ခဏလောက်စီထက်တက်ပေးပါမယ်စီတက်တဲ့နေရာမှာကျွန်တော်တို့မီးအားကိုရမ်းပြင်းလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့စီနှဲငယ်ပဲအသုံးပြုထားတာဖြစ်တဲ့အတွက်တူးသွားတာတွေကတ်သွားတာတွေဖြစ်တတ်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့စောကတော့အရသာနဲ့ထားတဲ့အသားကိုထည့်ပါမယ်။အသားတွေကရေတွေခမ်းပြီးစီလေးပေါက်လာတဲ့အထိကိုကျွန်တော်တို့ခဏလောက်လုံးကျက်လေးချက်ပေးပါမယ်။ဝက်နံယိုနဲ့ကလပဲဟင်းမှာကျွန်တော်တို့ဂျင်းနဲ့ပြင်းတော်သွင်းရွက်ကိုဒီလိုမျိုးစီတက်ပြီးတော့ထည့်လိုက်မယ်ဆိုရင်တော့အနံလေးမှုေးပြီးတော့ပိုစားကောင်းစေပါတယ်။ပြီးရင်တော့အသားနူးစေဖို့အတွက်ရေနွေးလေးကိုထည့်ပေးပါမယ်။ရေနွေးလေးထည့်ပြီးသွားပြီဆိုရင်တော့ပြုတ်ထားတဲ့ကလပဲလေးကိုထည့်ကဒေဝဖုံးလေးအုပ်ပြီးတော့မီးဖြည်းဖြည်းလေးနဲ့ကျွန်တော်တို့အသားနူးတဲ့အထိချက်သွားပေးပါမယ်ဝက်သားစားတဲ့သူတွေအတွက်ကတော့စီပြန်ဟင်းနေကြီးစားနေရတာရိုးနေပြီဆိုရင်ဝက်နံယိုနဲ့ကလပဲကိုဒီလိုမျိုးအရေးကြိုလေးချက်စားကြည့်ပါအားရလေးဖြစ်ပြီးတော့အနံလေးမှုေးကသမင်းစားကိုပို့ပြီးတော့မိန်စေပါတယ်ဒီဟင်းလေးကတော့ကျွန်တော်တို့ဒီကလပဲရဲ့အချိုအရသာတွေဝက်နံယိုရဲ့အချိုအရသာတွေအပြင်ထည့်ထားတဲ့ကျက်သွန်ဖြူနေခြင်းပြင်းတော့သိမ်းရွက်တို့ရဲ့အမွှေးကြံတွေနဲ့အားလုံးပေါင်းစပ်လိုက်တဲ့အခါမှာလုံးဝကိုပြည့်ပြည့်စုံစေတဲ့ဟင်းလေးတစ်ခွက်ဖြစ်မှသိကြပါတယ်ဟင်းချက်တဲ့နီးတွေကလည်းကြောင်းနဲ့မတူကြသလိုဒေသလိုက်လဲကွဲပြားပါတယ်ဒီချက်နီးလေးကလည်းချက်ရတာလွယ်ကိုပြီးစားလို့ရမ်းကောင်းတဲ့ချက်နီးလေးဖြစ်လို့ကျွန်တော်လာဝေမျှပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုသစ်တွေမှာပြန်ဆုံပါမယ်